အားလုံးသောဓမ္မမိတ်ဆွေများမင်္ဂလာပါလို့ရှေးဥစွာနှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ဘုံဘုံတို့မျှဝေခြင်းနဲ့အကြောင်းအရာလေးကတော့ဘယ်လိုသမိုင်းမျိုးရေးကြမလဲဆိုတဲ့ခေါင်းစဉ်ရဲ့အောက်ကနေပြီးတော့အားလုံးသောဓမ္မမိတ်ဆွေများအတွက်ဟောပြောပြသမျှဝေသွားမှာဖြစ်ပါတယ်လူသားတိုင်းရဲ့ဘဝမှာသမိုင်းဆိုတာရှိပါတယ်ဒီနေ့ပိဿုပန်မှာမိမိတို့လုပ်နေတဲ့လုပ်ငန်းမှန်သမျှဟာနောက်တစ်ချိန်မှာသမိုင်းနေဖြစ်လာမှာပါပဲအဲ့ဒီတော့သက်ရှိထင်ရှားရှိတဲ့အခိုက်အတန့်မှာမိမိတို့လုပ်နေတဲ့လုပ်ငန်းတွေဟာနောက်တစ်ချိန်မှာမိမိတို့ရဲ့သမိုင်းဖြစ်လာမယ်လို့မိမိတို့ကဒါနားလည်ထားရပါမယ်တချို့သောလူတွေကရှိတယ်ကိုယ်သမိုင်းကိုရေးတာပဲဘယ်သူကိုယူဆိုင်ရမှာလဲဆိုတဲ့လူမျိုးတွေလည်းလောကမှာရှိတတ်ကြတယ်သမိုင်းဆိုတာကတော့ကိုယ်သမိုင်းကိုရေးတာပဲသို့တော့ကိုရေးလိုက်တဲ့သမိုင်းကိုဖတ်တဲ့သူကတော့ကိုတယောက်တည်းမဟုတ်ဘူးဆိုတာနားလည်ထားရမယ်သိထားရမယ်သဘောပေါက်ထားရမယ်ပေါ့ဒီနေ့ကိုပြုလုပ်လိုက်တဲ့ကိစ္စတွေကိုပြုလုပ်လိုက်တဲ့အလုပ်တွေဟာနောက်မျိုးဆက်တွေအတွက်နောင်လာနောင်သားတွေအတွက်ကောင်းမွန်တဲ့သမိုင်းကြောင်းတွေဖြစ်ဖို့ကောင်းမွန်တဲ့သမိုင်းကြောင်းတွေရှံထားခဲ့နိုင်ဖို့အရေးကြီးပါတယ်လက်ရှိပိုင်ဆိုင်ထားတဲ့အချိန်တွေမှာမိမိလုပ်တဲ့လုပ်ငန်းတွေကနောက်တစ်ချိန်မှာသမိုင်းကောင်းဖြစ်မလားသမိုင်းဆိုးဖြစ်မလားဆိုတာမိမိပေါ်မှာပဲမူတည်နေတာပါအဲ့ဒီအကြောင်းအရာတွေကိုဥပမာလေးတွေနဲ့နှိုင်းယှဉ်ပြီးကြည့်လိုက်ကြရအောင်မြတ်စွာဘုရားခင်လက်ထက်ကမြတ်စွာဘုရားသခင်ရဲ့လက်ထက်တော်ခါတော့ကအားလုံးလည်းတည်ပြီးသားဖြစ်ပါလိမ့်မယ်အရှင်ဒေဝဒတ်တရှိထင်ရှားရှိတုန်းကလည်းမြတ်စွာဘုရားရဲ့နေရာကိုယူခြင်းနဲ့ဟောမြတ်စွာဘုရားကိုလောက်ကျန်တာတွေတပ်ဖြတ်တာတွေရှိတယ်နောက်ဆုံးအာဟုသောကနေတိတ်ကြည့်ပြီးတော့မြင်မြုပ်ပြီးတော့အဝစီငရဲရောက်သွားရတယ်အဲ့တော့ရှင်ဒေဝဒတ်ရဲ့တမိုင်းကြောင်းကိုကြည့်လိုက်ရင်ဘဝရဲ့အစမှာလည်းပဲမကောင်းခဲ့ဘူးဘဝရဲ့နောက်ပိုင်းမှာလည်းပဲအဝစီငရဲရောက်တယ်ဆိုတော့မကောင်းခဲ့ဘူးသူရေးခဲ့တဲ့တမိုင်းကိုကြည့်မယ်ဆိုရင်ဘဝရဲ့အစပိုင်းတမိုင်းတွေလည်းမကောင်းဘူးနောက်ပိုင်းတမိုင်းတွေလည်းမကောင်းဘူးဒါတစ်ချက်ပေါ့နောက်ထပ်တစ်ယောက်လောက်ကြည့်လိုက်ရအောင်မြတ်စွာဘုရားကလက်ထက်ကအရှင်အင်္ဂုလိမာလအားလုံးကြားဘူးလိမ့်မယ်အရှင်အင်္ဂုလိမာလရဟန်းမဖြစ်ခင်ကဘဝရဲ့ရှေ့ပိုင်းကိုကြည့်လိုက်လူတွေထောင်ချီပြီးတော့တတ်ခဲ့တဲ့အပြစ်တွေလူတွေကိုထောင်ချီပြီးတတ်ပြီးတော့လက်ညှိုးတွေဖြတ်ခဲ့တဲ့အပြစ်တွေရှိတယ်သို့တော့မြတ်စွာဘုရားနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမြတ်စွာဘုရားရဲ့တရားတော်တွေကိုနာယူပြီးတဲ့နောက်ပိုင်းမှာသူ့ဘဝသူပြင်ဆင်ပြီးတော့ကြိုးစားအားထုတ်လိုက်တာနောက်ဆုံးယန္တာဖြစ်တဲ့ဒီဖြစ်သွားတယ်အဲ့တော့အရှင်အင်္ဂုလိမာလရဲ့တမိုင်းကြောင့်ကိုကြည့်လိုက်ဘဝရဲ့အစပိုင်းမှာတော့မကောင်းဘူးသို့တော့ကိုယ့်ဘဝကိုပြန်လဲပြင်ဆင်လိုက်တာဟောဘဝရဲ့နောက်ပိုင်းကောင်းသွားတယ်အဲ့တော့အရှင်အင်္ဂုလိမာလရဲ့တမိုင်းကြောင့်ကိုကြည့်လိုက်မယ်ဆိုရင်ဘဝရဲ့ရှေ့ပိုင်းတော့မကောင်းဘူးဘဝရဲ့တမိုင်းနောက်ပိုင်းမှာကောင်းတယ်ဆိုတာကိုသွားတွေ့ရတယ်ဒါကတမိုင်းတစ်မျိုးပေါ့နောက်ထပ်တရားလောက်ကြည့်ရအောင်မြတ်စွာဘုရားလက်ထက်ကသုဘဗုဒ္ဓရှင်ဘုရင်ကြီးသုဘဗုဒ္ဓရှင်ဘုရင်ကြီးဆိုတာတခြားလူမဟုတ်ဘူးမြတ်စွာဘုရားရဲ့ရောက်ခမတော်တယ်ရတော်ရရဲ့အရှင်ဒေဝဒတ်တို့ရဲ့အဖေသုဘဗုဒ္ဓရှင်ဘုရင်ကြီးသုဘဗုဒ္ဓရှင်ဘုရင်ကြီးတော့ကြည်လိုက်ဘဝရဲ့ရှေ့ပိုင်းမှာဟောရှင်ဘုရင်တိုင်းသူပြည်သားတွေပေါ်မှာမင်းကျင့်တရားညီနဲ့အုပ်ချုပ်တယ်ဆိုတဲ့နာမည်ရှိတယ်နာမည်ကောင်းတယ်
တို့တော့မြတ်စွာဘုရားတောထွက်ပြီးနောက်ပိုင်းငါသမီးကိုကလေးတစ်ကောင်နဲ့ပြစ်ထားတယ်ဆိုတဲ့တလွဲရန်ကြွေးတွေနဲ့မြတ်စွာဘုရားအပေါ်မှာတိုက်ခိုက်ပြီးတော့နောက်ဆုံးသူလည်းမြေမျိုးရတာပဲအဲ့တော့တောဘဗုဒ္ဓရှင်မင်းရဲ့တမန်ကိုကြည့်လိုက်ရှေ့ပိုင်းမှာကောင်းတယ်နောက်ပိုင်းမကောင်းဘူးဆိုတဲ့တမန်ကိုသွားတွေ့ရတယ်ဒါကတမန်တစ်မျိုးနောက်ထပ်တစ်ယောက်ကြည့်လိုက်ကြရအောင်မြတ်စွာဘုရားလက်ထက်ကတတိယတာဝကလို့ပြောတဲ့အရှင်မဟာကတ္တပကြီးလူဘဝတုန်းကလည်းပဲတိလတရားတွေလုံခြုံအောင်ထိမ့်သိမ့်နေဟောရဟန်းဟောရောက်လာတော့လည်းပဲဒုတင်နေဆောင်ပြီးတော့ရဟန္တာမထေရမြတ်ကြီးဖြစ်တယ်ဘဝရဲ့အစအလယ်ဆုံးအားလုံးကောင်းတယ်အဲ့တော့အရှင်မဟာကတ္တပကြီးရဲ့တမိုင်းကိုကြည့်လိုက်တော့အစရောအလယ်ရောအဆုံးရောအားလုံးကောင်းတဲ့တမိုင်းကိုသွားတွေ့ရတယ်အဲ့တော့ဒီနေ့ဘုံဘုံတို့ပြောခဲ့တာတမိုင်း၄ခုအရှင်ဒေဝဒတ္တရဲ့တမိုင်းအစလည်းမကောင်းဘူးအဆုံးလည်းမကောင်းဘူးအရှင်အင်္ဂုလိမာလရဲ့တမိုင်းအစမကောင်းဘူးအဆုံးကောင်းတဲ့တမိုင်းမျိုးတောဘဗုဒ္ဓရှင်ဘုရင်ကြီးရဲ့တမိုင်းအစကောင်းတယ်အဆုံးမကောင်းတဲ့တမိုင်းမျိုးအရှင်မဟာကတ္တပကြီးရဲ့တမိုင်းအစလည်းကောင်းတယ်အဆုံးလည်းကောင်းတဲ့တမိုင်းမျိုးဆိုပြီးတော့တမိုင်း၄မျိုးကိုသွားတွေ့ရတယ်အဲ့ဒီတော့အားလုံးသောဓမ္မမိတ်ဆွေတွေအနေနဲ့မိမိတက်ရှိထင်ရှားရှိတဲ့အခိုက်အတန့်မှာမိမိရှင်သန်နေရဲ့ဘဝတစ်ခုမှာဘလို့တမိုင်းမျိုးကိုရေးမလဲဒါမိမိကိုယ်ကိုမိမိပြန်စဉ်းစားရမယ်ဘဝရဲ့အစပိုင်းမှာတမိုင်းနဲ့မကောင်းခဲ့ဘူးဆိုခဲ့ရင်တောင်လက်ရှိဖြစ်တဲ့အချိန်ရှိတဲ့အချိန်ကနေစားပြီးတော့ကိုယ်မှာပြင်ဆင်ဖို့အခွင့်အရေးတွေရှိပါတယ်တမိုင်းကောင်းနေရေးဖို့တမိုင်းတွေကိုကောင်းအောင်ပြင်ဆင်ဖို့အတွက်မိမိတို့မှာအခွင့်အလမ်းတွေကဘယ်တော့မှနောက်မကျပါဘူးအဲ့တော့ပိုင်ဆိုင်လာတဲ့ဘဝမှာအစရောအလယ်ရောအဆုံးရောကောင်းမွန်တဲ့တမိုင်းမျိုးကိုရေးနိုင်ရင်တော့အကောင်းဆုံးပေါ့သို့တော့မိမိတို့ရဲ့ဘဝအစပိုင်းမှာမကောင်းခဲ့ဘူးဆိုရင်တော့အစပိုင်းမကောင်းခဲ့ဘူးဆိုရင်တော့ကြံနေတဲ့အချိန်တွေမှာတမိုင်းကောင်းနေရေးထွန်းနိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်မျိုးနဲ့ပြင်ဆင်မယ်ဆိုရင်လည်းပြင်ဆင်နိုင်လို့ရတယ်မိမိတို့ရှင်သန်နေတဲ့ဘဝပိုင်ဆိုင်နေတဲ့ဘဝအခိုက်အတန့်မှာအစအလယ်ဆုံးမကောင်းတဲ့တမိုင်းတွေတော့မထိုးမိပါစေနဲ့မိမိတို့ရဲ့ဘဝတန်မိုးရှိဖို့အတွက်နောင်လာနောင်သားတွေလည်းပဲဖတ်လို့ကောင်းတဲ့တမိုင်းမျိုးဖြစ်ဖို့အတွက်မိမိတို့ကိုမိမိပြင်ဆင်ပြီးတော့အစအလယ်အဆုံးကောင်းမွန်တဲ့တမိုင်းမျိုးတွေပိုင်ဆိုင်နိုင်အောင်ကြိုးစားနိုင်တဲ့သူတော်ကောင်းများဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ဘယ်လိုသမိုင်းမျိုးရေးမှလဲဆိုတဲ့ခေါင်းစဉ်ကိုဘုံဘုံတို့ဒီကုန်းရှုပ်လိုပါတယ်အားလုံးသောဓမ္မမိတ်ဆွေများကိုယ်စိတ်နှပြကျမ်းမာချမ်းသာလိုအပ်ဆန္ဒများပြည့်စုံနိုင်ကြပါစေ